အားလုံးမင်္ဂလာပါသခင်ယေရှုမြတ်နာမ၌အားလုံးကိုနှုတ်ဆက်ပါတယ်ဒီနေ့ရမှာတရားဒေသနာဝင်ခံနိုင်တော့အခုရတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ကျမရဲ့နာမည်ကကြတော့ရခင်ပါဖြစ်ပါတယ်ကျမရဲ့ဇာတိကကြတော့ဟာခါမြို့နေဖြစ်ပါတယ်ဒီနေ့ရမှာကျမအယုတ်စီတိုင်းကိုခွာအားပေးသွားမယ်ခေါင်းစဉ်ကကြတော့မုတ်ဆုမရဲ့အလှူဒါနအဖြစ်အယုတ်စီတိုင်းကိုခွာအားပေးသွားမှာဖြစ်ပါတယ်ကျမကိုကထားတဲ့ဂျမ်ဘဲကကြတော့ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး21အပိုင်းငယ်1မှလည်းရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး21အပိုင်းငယ်1မှလည်းထိုနောက်ကိုတော်သည်မျှော်ကြည့်၍ငွေရကြသောသူတို့သည်အလှူဒါနကိုဗန္ဒတိုက်ထဲသို့တွင်ချသည်ကိုမြင်ကြမူ၏စင်ရသောမုတ်ဆိုးမတယောက်သည်လည်းခြေသည်တင်ကားနှပြတွင်ချသည်ကိုမြင်ကြမူလျှင်ငါအမှန်ဆိုသည်ကထိုစင်ရသောမုတ်ဆိုးမသည်အခြားသောသူအပေါင်းတို့ထက်သာ၍တွင်ချပြီးအကြောင်းမူကားထိုသူအပေါင်းတို့သည်မိမိတို့ကြွယ်ဝသောစည်းစိမ်ထဲကငေါ၍ဘုရားသခင်၏အလှူတို့ဆုထဲသို့တွင်ချကြ၏ထိုမိမမူကားအလွန်စင်ရလျက်ပင်မိမိအသက်မွေးစရာဥစ္စာခြေသမျှကိုတွင်ချလေပြီးဟူမိတော်မူ၏ဖတ်သွားတဲ့ကျမ်းပိုက်ပေါ်မှာအယောက်စစ်တမ်းအတွက်ဖျားခင်ကောင်းချီးချပေးပါစေဒီနေရာမှာပေါ့နော်မုတ်ဆုမရဲ့အလှူဒါနကိုကျမတို့ကြည့်မယ်ဆိုရင်လူတိုင်းကပေးနေကြတာပဲဒါပေမဲ့ပေးကမ်းခြင်းအတူတူပဲဒါပေမဲ့ဖျားတရားလက်ခံတဲ့အရာနဲ့လက်မခံတဲ့အရာဆိုတာရှိတယ်။ကာယနာရဲ့ပူဇော်ခြင်းပေးဆက်ခြင်းမှာကျတော့ဖျားသခင်ကလက်မခံပေးနဲ့အဘေလာရဲ့ပူဇော်ခြင်းမှာကျတော့ဖျားသခင်ကလက်ခံတဲ့အကြောင်းရင်းကိုလေကျမတို့တွေ့ရှိထားတာဖြစ်ပါတယ်။ဒီမှာမုတ်ဆုမဗာများပေးနေလို့လေသူကစင်းရဲသူလေဆိုတော့ဗာများပေးနေလို့လေတခြားသူတွေထက်အမောက်ကိုကြည့်မယ်ဆိုရင်လည်းတခြားသူတွေထက်သွားနေမှာပဲဒါပေမဲ့သခင်ယေရှုကသူ့ကိုဘယ်လိုပြောထားတာလဲဆိုရင်သူတစ်ပါးချက်ပုံများတယ်ဆိုပြီးတော့သခင်ယေရှုကသူ့ကိုပြောထားတာဖြစ်ပါတယ်ဒီမှာပြန်ကြည့်မယ်ဆိုရင်အဲ့ဒီမုတ်ဆိုးမကဘယ်လိုမျိုးနဲ့ပေးတာလဲဆိုရင်ခုနကကျမတို့ဖတ်သွားတဲ့ဂျမ်ဘဲချင်းမှာသူ့မှာအသက်မွေးစရာရှိတဲ့မြတ်ကိုဘုရားသခင်စီကသူ့မှာပေးတယ်သူ့မှာရှိနေတဲ့အရာဆိုရင်အဲ့ဒီနှစ်ပြားလေးပဲရှိတယ်သူ့မှာဘာမှမရှိဘူးအဲ့ဒီနှစ်ပြားလေးပဲရှိတယ်ဒါပေမဲ့အဲ့ဒီနှစ်ပြားလေးကိုဖျားသခင်စီမှာအားလုံးကိုဖျားသခင်စီမှာပေးတယ်အဲ့ဒါကြောင့်ဒီနေရာမှာမုတ်ဆိုးမရဲ့ပေးကမ်းအခြားသူတွေကဘယ်လိုပေးနေကြတာလဲဆိုရင်သူတို့ကရှိနေတဲ့အရာပေါ်မှာပူနေတဲ့အရာပိုရှန်နေတဲ့အရာကိုဖျားသခင်စီမှာသူတို့ကပေးနေကြတယ်ပိုရှန်နေတဲ့အရာမဟုတ်ဘဲနဲ့သူ့မှာဆိုရင်ရှိတဲ့မြတ်အားလုံးကိုဖျားသခင်စီမှာသူကပေးတာကိုကျွန်တော်တို့တွေ့ရှိထားတာဖြစ်ပါတယ်ဒီနေ့ဒီချိန်ကျွန်တော်တို့ရဲ့အသက်တာမှာလည်းအမြဲတမ်းအရေးကြီးပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကပိုရှန်နေတဲ့အရာတော့မှလည်းဒီမှာပိုထည့်ပဲဆိုပြီးတော့ဒီနေရာမှာလိုအပ်တယ်ကျွန်မဒီနေရာမှာပတ်စံလိုနေတယ်ဆိုပြီးတော့လေဖျားသခင်စီမှာမပေးချင်ကြတဲ့သူတွေဖြောင်းများစွာရှိတယ်အဲ့ဒါကြောင့်ဒီနေရာမှာကျွန်မပြောချင်ပါတယ်အဲ့ဒီမုတ်ဆိုးမလိုမျိုးပဲကျွန်တော်တို့ရှိနေတဲ့မြတ်ဖျားသခင်အတွက်ပေးနိုင်တော့သူချစ်ဖို့အယုတ်စီတိုင်းကိုခွန်အားပေးချင်တာဖြစ်ပါတယ်ဒီခါကျရင်ကျမတို့ရှိနေတဲ့ရှန်နေတဲ့အရာတော့မပေးချင်ကြဘူး။ဘာလို့လဲဆိုတော့ပြန်ကြည့်လိုက်မယ်ဆိုရင်လည်းကျမတို့ရဲ့အသက်တာဟာဖျားသခင်ပိုင်တဲ့အရာတွေကြီးပဲဖြစ်တယ်။ကျွန်တော်တို့ပိုင်တာဘာတစ်ခုမှမရှိဘူး။ဒီခါတလေကျရင်ပြောလိုက်မယ်။ကျွန်တော်အလုံးလုံးမအဲ့ဒီပတ်ဆိုင်ကရတာကိုအလုံးမလို့ရင်မရဘူးဆိုပြီးပြောကောင်းပြောနိုင်လိမ့်မယ်။ဒါပေမဲ့ဒီမှာပြောချင်ပါတယ်။ကျမတို့လှုပ်နိုင်ခွင့်ပေးတော့သူကဖျားသခင်တာလင်ဖြစ်တယ်။ကျမတို့ကျမ်းမာနိုင်ခွင့်ပေးတော့သူကဖျားသခင်တာလင်ဖြစ်တယ်။အဲ့ဒါကြောင့်အယောက်စီတာပြောချင်ပါတယ်။ကျွန်တော်လှုပ်လို့ကျွန်တော်ကျမ်းမာလို့ဖြစ်နေတဲ့အရာပေါ်မှာဖျားသခင်ကကျွန်တော်တို့ကိုကျမ်းမာချင်းပေးလို့တာလင်ဖြစ်တယ်။ဥပမာအနေနဲ့ဦးလေးတယောက်ရဲ့အသက်တာကိုကျွန်မပြောချင်ပါတယ်။ဦးလေးရမှာဖြစ်လာလို့ဆိုရင်သူနေမကောင်းတဲ့ခါမှာသူဆေးရုံတက်တယ်အဲ့ဒီချိန်မှာသူတရက်လုံးအောက်ဆီဂျင်ကိုသူ့ကိုတွန်းပေးခဲ့တယ်အဲ့ဒီချိန်မှာပတ်စံအတူတူများများကုန်ခဲ့တယ်လက်ပြန်တော့အဲ့ဒီအောက်ဆီဂျင်ဖိုးပေးတော့မယ်ဆိုတော့ဆရာဝန်ကသူ့ဦးလေးအောက်ဆီဂျင်ဖိုးကအလောက်ရှိတယ်ဆိုပြီးတော့ဆရာဝန်ကသူ့ကိုပြောတယ်အဲ့ဒီခါမှာအဲ့ဒီဦးလေးကငိုခဲ့တယ်ဦးလေးဘာလို့လဲမပေးနိုင်လို့လားမတက်နိုင်လို့လားဆိုပြီးတော့သူအမေအဲ့ဒီမှာဦးလေးကမဟုတ်ပါဘူးတဲ့ဖျားသခင်ရဲ့ကောင်းမြတ်ခြင်းဟာကျွန်တော်ဘုံမှာဘယ်လောက်ချစ်ခြင်းနဲ့တာလဲဆိုရင်ပို့ပြီးခံစားလာတယ်။ဘာလို့လဲဆိုတော့ကျွန်တော်အလောက်ချစ်အသက်ရှင်ပြောကျမ်းမာစွာဖြစ်ပြီးတော့ကျွန်တော်အလောက်နဲ့လောက်ခဲ့တယ်။အဲ့ဒီအရာတွေကျွန်တော်အသက်ရှင်နေတဲ့မြောက်ကိုဖျားသခင်စီမှာအဖို့ခပေးမယ်ဆိုရင်ကျွန်တော်တက်နိုင်မှာမဟုတ်ပေးနိုင်မှာမဟုတ်ဘူး။ဒါပေမဲ့ဒီနေ့ဒီချိန်မှာပဲဖြစ်နေတဲ့အရာဆိုတော့ဖျားသခင်ကျွန်တော်အပေါ်မှာဘယ်လောက်ချစ်ကောင်းမြတ်တာလဲဆိုပြီးတော့သူကဖျားသခင်ရဲ့ကောင်းမြတ်ခြင်းကိုပုံပြီးခံစားတာဖြစ်ပါတယ်။အဲ့ဒါကြောင့်အယောက်စီတန်းပြောချင်ပါတယ်။ကျွန်တော်တို့ဖြစ်နေတဲ့အရာပေါ်မှာဖျားသခင်ရဲ့ကောင်းခြင်းမင်္ဂလာပုံပြီးရေတက်ဖို့အယောက်စီတန်းပြောချင်တာဖြစ်ပါတယ်။
ပြီးတော့ဒီတရားအချက်အနေနဲ့စီရဲ့ဒုက္ခကိုမခံချင်ပဲနဲ့ကောင်းချီးမင်္ဂလာကိုခံစားချင်ဖို့သူမဖြစ်စေဖို့အရင်အရေးကြီးတာဖြစ်ပါတယ်ယုံကြည်သူတချို့တို့တွေကသူရဲ့စီရဲ့ဒုက္ခကိုမခံချင်ပဲနဲ့သူရဲ့ကောင်းချီးမင်္ဂလာကိုပဲလိုချင်ကြဒီလိုမျိုးလူကိုဘယ်လိုချစ်နိုင်မှာလဲပေါ့နော်ကြံပိတ်တပိတ်ဖတ်ချင်ပါတယ်ဖိလိပ္ပိဩဝါဒစာအခန်းကြီး1အပိုင်းငယ်29ခရစ်တော်ကိုယုံကြည်ခြင်းအခွင့်မှတပါခရစ်တော်အတွက်ကြောင့်ဆင်းရဲခံရခြင်းအခွင့်ကိုကျေးဇူးတော်အဖြစ်ရကြ၏ဖတ်တော်ရဲ့ကြပိတ်မှာပြတ်ထင်ကောင်းချစ်ချပေးပါစေဒီမှာကျမတို့တွေ့ရှိထားပါတယ်ဆင်းရဲခံရခြင်းအခွင့်ကိုကျေးဇူးတော်အဖြစ်ကျမတို့ခံရတာဖြစ်တယ်တချို့သူတို့ရမခံနိုင်ဘူးဒီနေရာမှာကျွန်တော်တို့အပြစ်သားတွေအတွက်ဖျားတကဘလောက်ချစ်ဆင်းရဲဒုက္ခခံရတာလဲကားတိုင်းပေါ်မှာသူအပြစ်ကြောင့်မဟုတ်ဘူးကျွန်တော်တို့အပြစ်အတွက်ဖျားတကဆင်းရဲဒုက္ခကိုသူရင်ဆိုင်နေရတာဖြစ်တယ်ကျွန်တော်တို့ဒေသနာဝင်ခါလို့အမှုတော်ဆောင်လို့ကိုလိုချီးမွမ်းလို့ဆင်းရဲဒုက္ခခံဖို့လို့လားအဲအကြောင်းအယုတ်စီတိုင်းသူရဲ့ကောင်းချီးမင်္ဂလာကိုလိုချင်နေဆိုရင်သူရဲ့ဆင်းရဲဒုက္ခကိုလည်းခံကြဖို့အယုတ်စီတိုင်းပြောချင်ပါတယ်သူရဲ့ဘုန်းတော်ကိုပဲလိုချင်ပြီးတော့သူဆင်းရဲဒုက္ခကိုမခံချင်လို့သူမဖြစ်ဖို့အရင်အရေးကြီးတာဖြစ်ပါတယ်တတိယအချက်အနေနဲ့လူရဲ့အမြင်မှာပြည့်စုံဖို့မကြိုးစားတဲ့ဖျားရဲ့အမြင်မှာစုံဖို့ပုံမပြည့်စည်အောင်ပါလို့လဲဆိုတော့လူအနေနဲ့ဆိုရင်ဘယ်တော့မှပြည့်စုံနိုင်မှာမဟုတ်ဘူးတခါတလေကြာရင်လေလူကနှုတ်ခွေဆိုတာရှိတယ်လေနော်လူကမမြင်နိုင်ဘူးသူတို့နှုတ်ခွေမှာဆိုရင်သူတို့မမြင်နိုင်ဘူးဒါပေမဲ့ဖျားတခင်ကနေရာတိုင်းမှာရှိတယ်နေရာတိုင်းကျမတို့ရောက်နေတဲ့နေရာတိုင်းမှာဖျားတခင်ကမြင်တယ်အဲ့ဒီနေရာမှာကျမတို့သစ္စာရှိဖို့လိုတယ်ဖျားတခင်အတွက်သစ္စာရှိဖို့လိုတယ်အဲ့ဒါကြောင့်လူရဲ့မျက်စိမှာပြည့်စုံဖို့ကြိုးစားလေတင်းရဲ့မပြည့်စုံဖို့ပုံများလေဖြစ်မှာအဲ့ဒါကြောင့်လူတွေရဲ့မျက်စိမှာပြည့်စုံတော့သူမဖြစ်ဘဲနဲ့ဖျားတခင်ရဲ့မျက်စိမှာပြည့်စုံဖို့ပြုချင်ပါတယ်ပြီးတော့သူတစ်ပါးတွေကဘယ်လောက်ချစ်ပေးနေရလဲသူတို့ကဘယ်လောက်ချစ်ပေးစနေရလဲသူတစ်ပါးကဘယ်လောက်ပေးတာလဲဆိုတာထက်ကိုကဘယ်လောက်ပေးတာလဲဘယ်လောက်ချစ်ပေးနိုင်မှာလဲဒီလားဆိုဒီလိုပေးနိုင်တယ်နောက်လားဆိုဒီလိုပေးနိုင်လားဆိုပြီးတော့ကိုဟာနဲ့ကိုဘယ်တိုင်းတာတော့သူဖြစ်စေဖို့အရောက်စီတန်းပြုချင်မယ်ဘာလို့လဲဆိုတော့သူတစ်ပါးကိုပဲတိုင်းနေတော့သူဆိုရင်ကျမတို့အမြဲတမ်းအနောက်မှာပြီးကြိုက်ခဲ့ရမှာသူများတွေကဘယ်လောက်ချစ်ပေးတာလဲဆိုပြီးတော့မစင်စားပြီးနဲ့ဖျားတခင်နဲ့တင်းနဲ့ဆက်ဆံတဲ့နေရာမှာသစ္စာရှိပြီးတော့နှုတ်ခွေဆိုတဲ့အရာမရှိဘဲနဲ့ဖျားတခင်အတွက်သစ္စာရှိဖို့အရောက်စီတိုင်းကိုပြောချင်တာဖြစ်ပါတယ်ပြီးတော့ကျက်စာတစ်ပိုင်းလေးပြန်ဖတ်ချင်ပါတယ်တိမိုသေအခန်းကြီးနာအပိုင်းငယ်ကမိုးဆိုးမအမှန်ဖြစ်၍တယောက်ကြည်ကြံရစ်သောမိမသည်ဖျားသခင်ကိုကိုးစား၍ဆုတောင်းပတနာပြုခြင်း၌နေညမပြတ်ကြည်နေတတ်၏ဒီနေရာမှာမိုးဆိုးမတွေကဖျားသခင်ကိုကိုးစား၍ဆုတောင်းပတနာပြုကြတယ်ဆိုပြီးကျမတို့တွေ့ရှိထားပါတယ်ကျမတို့ခက်ခဲနေတဲ့အချိန်မှာပဲဖြစ်ဆင်းရဲဒုက္ခကြုံနေတဲ့အချိန်မှာပဲဖြစ်ဝမ်းမြောက်ခြင်းတွေကြုံလာတဲ့အချိန်မှာပဲဖြစ်ဖျားသခင်ကိုကိုးစားဖို့အရေးကြီးတာဖြစ်ပါတယ်ဆင်းရဲသားတွေကကြည့်မယ်ဆိုရင်အဲ့ဒီမိုးဆိုးမကသူကဘယ်လောက်ချစ်ပေးတာလဲဆိုနည်းနည်းလေးပဲထပ်ပြားလေးပဲပေးတယ်သူတို့ဘာပေးတာများကောင်းများနိုင်လိမ့်မယ်ဒါပေမဲ့ဖျားသခင်ကသူ့လက်ခံတယ်အခြားသူတွေထက်သူ့ကိုဗာလဲပုံမပြီးပေးတယ်ဆိုပြီးတော့ဖျားသခင်ကသူ့လက်ခံတယ်အဲ့ဒါကြောင့်ကျမတို့ရဲ့ပေးဆက်ခြင်းကဆင်းရဲသားကျမတို့ပေးနေတဲ့ဆင်းရဲသားတွေကပေးနေတဲ့အရာပေါ်မှာနေရင်လည်းပဲဖျားသခင်ကကျမတို့ကိုဝမ်းမြောက်စွာလက်ခံပေးတော့ဖျားသခင်ဖြစ်တယ်ဥပမာတတိယတယောက်ကိုချမ်းသာသောသူတယောက်ကိုကျမတို့ဆင်းရဲသားတွေကပတ်စံသွားပေးမယ်ဆိုရင်သူတို့အကြွနေမယ်သူတို့ဝမ်းမြောက်စွာနဲ့သူတို့လက်ခံနိုင်မှာမဟုတ်ဘူးဒါပေမဲ့ဖျားသခင်ကကျွန်တော်တို့ပေးကမ်းခြင်းအရာမှာဝမ်းမြောက်စွာဖြင့်လက်ခံပေးတော့ဖျားသခင်တာခင်ဖြစ်တယ်အဲဒါကြောင့်ဒီနေ့အရောက်စီတိုင်းရုပ်ပြောချင်ပါတယ်ကျမတို့လုပ်နေတဲ့မြတ်အတိုင်းမှာဖျားသခင်အတွက်သစ္စာရှိဖို့ပြီးတော့မဟုတ်ဆိုမှပေးကမ်းတယ်လို့မျိုးပဲကျမတို့ရှိနေတဲ့မြတ်အားလုံးကိုဖျားသခင်အတွက်ပေးနိုင်တော့သူဖြစ်စေဖို့အရောက်စီတိုင်းကိုပြောချင်တာဖြစ်ပါတယ်အရောက်စီတိုင်းဖျားသခင်ကောင်းကောင်းချစ်ချပေးပါစေ